မင်္ဂလာပါအခုကျွန်တော်ရောက်နေတာကတော့ KNDS CDN ဌာနရဲ့CDN စစ်သားမိသားစုတွေပေါ့နော် CDN ဝင်ထားတဲ့သူတွေရဲ့နေထိုင်မှုပုံစံလေးတွေကိုလေ့လာဖို့အတွက်ရောက်ရှိလာဖြစ်ပါတယ်ခင်ဗျာကဲတစ်ချက်သွားကြည့်အောင်နော်ဆရာရဲ့နာမည်လေးတစ်ချက်မိတ်ဆက်ပေးပါလားဆရာဟုတ်ကျွန်တော်နာမည်ကတော့မြင့်မြတ်သူအောင်ပါအခုပေါ့နော်ဆရာက CDN ဝင်လာပြီးနောက်ပိုင်းပေါ့နော်ဒီမှာဘာလေးတွေလုပ်နေလဲဘာတာဝန်လေးယူနေလဲဆိုတာလည်းတစ်ချက်ပြပြပေးပါကောဟုတ်ကဲ့ကျွန်တော် CDN ဝင်လာပြီးနောက်ပိုင်းမှာကျွန်တော်ဒီမှာဆိုရင်စေမှုတာဝန်ထမ်းဆောင်နေရပါတယ်ဟုတ်ကဲ့ဒီမှာစေမှုတာဝန်ထမ်းဆောင်တာဒီ CDN ဌာနအတွက်ပဲလားအခြားဒီ data ကသူတွေအတွက်ကောအခုဘယ်လိုဝန်ဆောင်မှုလေးတွေနဲ့ကူညီပေးနေတာရှိလဲဟုတ်ကဲ့ကျွန်တော်ဒီမှာစေမှုတာဝန်ထမ်းဆောင်နေတာဒီမှာအပြင်ကျွန်တော်ရွာတွေမှာလည်းစိတ်လိုက်ကူပါတယ်ပြီးတော့စစ်ပင်းရှောင်တွေအတွက်လည်းကျွန်တော်စိတ်ကူပေးပါတယ်ပြည်စုံမှုရဲ့တော့ကျွန်တော်ရှိမှတော့မရှိဘူးပေါ့ကျွန်တော်ရှိမှလိုအပ်ချက်ကတော့အများကြီးရှိတာပေါ့နော်ရွာတွေတွားရတယ်စစ်ပေးရှောင်းတွေကိုဆင်းတဲ့အချိန်မှာကျွန်တော်စေဝါလိုအပ်ချက်လေးတွေလည်းအများကြီးရှိပါတယ်ဒီကျွန်တော်စကမ်းမှာတင်ဟိုတော်တော်လိုအပ်ချက်များတယ်ပေါ့နော်ကျွန်တော်ရဲဘော်တွေအတွက်စေဝါမလုံလောက်မှုတွေလည်းရှိတယ်ရဲဘော်တွေကိုဦးစားပေးလိုက်ပြန်တော့လည်းပြည်သူတွေအတွက်စေဝါမလုံလောက်မှုရှိတယ်အဲကြောင့်မို့မပြည့်စုံတာတော့များတယ်ပေါ့ဆရာရဲ့စေကံလေးတွေမှာပေါ့နော်ဆိုစေးလေးဆရာဒီထဲမှာပြင်ဆင်မှုလေးတွေကိုလည်းတစ်ချက်ကျွန်တော်တို့လိုက်ပြပေးစီချင်ပါတယ်ဆရာဟုတ်ကဲ့ရပါတယ်ခင်ဗျဒီမှာဆိုရင်တော့ဒီဘက်ချမ်းမှာတောက်ဆေးတွေရှိရပါတော့ဒီမှာကတော့ထိုးဆေးတွေထားတယ်ကျွန်တော်တို့ဆေးဝါးထားဖို့အတွက်ကြောင့်လည်းနည်းနည်းဗီဒီယိုလေးကအခက်အခဲဖြစ်တဲ့အတွက်နည်းနည်းလေးအဆင်ပြေသလိုလေးကြက်ပြီးထားရတာပေါ့နော်ဒီရောက်မှာတော့ကျွန်တော်တို့ဆေးထိုးအပ်တွေdressing ပစ္စည်းတွေထားတယ်ကျွန်တော်တို့အကုန် dressing box တွေအစားဒီမှာထားတယ်ပေါ့နော်နေရာအခက်အခဲလေးကြောင့်မို့ဒီလိုမျိုးလေးဖြစ်နေတာပေါ့ဒီမှာဆိုရင်လည်းကျွန်တော်တို့ drip ဘူးတွေထားမယ်ဆိုရင်လည်းနေရာအခက်အခဲဖြစ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီလိုလေးပဲပြင်လေးထုတ်ထားရတယ်ပေါ့နော်ဒါတော့လူနာလာတဲ့အချိန်ကျရင်စမ်းသပ်ဖို့အတွက်စိတ်ထိုးဖို့အတွက်ထားရတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့တောတဲ့တောင်ထဲမှာဆိုတော့အမိုက်ပုံးလေးပေါ့ကျွန်တော်တေးသေးလေးနဲ့အဆင်ပြေအောင်လုပ်ထားတာပေါ့အခုဆိုရင်တော့ပေါ့နော်စောစောတွေ့ခဲ့တဲ့ဆရာစီမှုရဲ့သူနေထိုင်တဲ့အိမ်လေးကိုကျွန်တော်တို့တစ်ချက်လေ့လာကြည့်ရအောင်ဟုတ်ကိုကြီးဟုတ်ကဲ့ကိုဒါကျွန်တော်နေတဲ့တဲလေးပါအထဲထဲထိလိုက်ပြီးတော့လေ့လာပဲပေါ့နော်ဟုတ်ကဲ့ပါကောတော်ထဲမှာဆိုတော့နည်းနည်းလေးဖြစ်တယ်လို့လေးပဲနေရတာပေါ့နော်ဒါတော့ထင်းထားဖို့အတွက်နေရာလေးလှုပ်လိုက်ရအောင်ဒါတော့မိဖို့ကြောင်အတွက်ပေါ့နော်ဟုတ်ကဲ့မိဖို့ကြောင်လေးဟိုမှာတော့ပကံစင်လေးပေါ့ကန်စင်လှုပ်ထားဒါတော့အောက်မှာတော့ကျွန်တော်ရိတ်ခါပစ္စည်းလေးထားတဲ့နေရာလေးပေါ့နော်ဟုတ်ကဲ့ဆရာဒါတော့ကျွန်တော်တို့ထမင်းစားထမင်းစပွဲလေးပေါ့ဒါလေးကိုတစ်ချက်လောက်လှန်ကြည့်အောင်ကိုဟောဘိုင်းလေးတုံးဆရာရဲ့လောက်ပါငါပြီးရေကျုံနဲ့ကြောက်ဟင်းလေးပဲကြောက်ကတော့စီသိမ့်မရှိတော့ချက်အဲ့တော့ကျွန်တော်အိတ်ခမ်းလေးပါဟုတ်ကဲ့ဆရာဒါတော့ကျွန်တော်တို့အဲ့ရလေးပေါ့နော်ဆောင်းတွင်းလေးရောက်လာပြီဆိုတော့နည်းနည်းလေးဆောင်းလဲမရှိတယ်ဘူးပေါ့နော်အဲ့တော့ရှိတဲ့ဆောင်းလေးနဲ့ပဲရအောင်လုံလောက်နေရတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့အဝတ်စားတွေထည့်တဲ့အဝတ်စားတွေထည့်ထားပါပေါ့နော်ဘုံတွေအိတ်တွေနဲ့ဒါတော့ရုပ်တရက်တစ်ခုခုဖြစ်ခဲ့ရင်ကျွန်တော်တို့အမြန်ဆွဲထွက်လို့ရအောင်လို့ဒါဆေးအိတ်လေးပေါ့အရေးပေါ်ဆေးအိတ်လေးပေါ့နော်ဟိုမှာတော့ကျွန်တော်မိန်းအမျိုးသမီးဟိုဟာလောက်တဲ့ပစ္စည်းတွေပေါ့နော်ခုပေါ့နော်ဆရာရဲ့ဒီမှာပေါ့နော်နောက်ထပ်ပေါ့နော်ဟိုဘယ်လိုအခက်အခဲတွေရှိလဲဘာတွေလိုအပ်လဲဆိုတာလေးကိုလည်းတစ်ချက်ကျွန်တော်တို့ပြောပြပေးပါအောင်ဆရာကျွန်တော်ဒီမှာတော့လိုအပ်ချက်တွေအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ဈေးလိုအပ်ချက်တွေလည်းရှိတယ်ခြားကျွန်တော်တို့ရဲ့ဒီဟိုပြင်နေထားတဲ့ဟိုဆေးတူလောင်မှုအတွက်ပစ္စည်းတွေလည်းလိုအပ်တယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ဆေးလိုအပ်ချက်တွေကတော့ယာဒီတုပ်ကွေးလို့ယာဒီဖျားလေးတွေတော့မှကုဖို့အတွက်ကျွန်တော်တို့မှာဆေးလိုအပ်တယ်ပေါ့နော်ခြားနှာစေးချောင်းဆိုးလေးဖြစ်ရင်တော့မှကျွန်တော်တို့မှာရှိရဲ့ဆေးလေးနဲ့ပဲအဆင်ပြေအောင်လုပ်ရတာပေါ့နော်ကျွန်တော်ချောင်းဆိုးပြောက်ဆေးတွေနှာစေးပြောက်ဆေးဆိုကျွန်တော်တို့မှာမရှိဘူးပေါ့နော်အားနေတယ်အဲ့ဒါတွေအခုရုပ်တရက်ကျွန်တော်တို့မှာထိခိုက်ဒဏ်ရာရလို့လုပ်မယ်ဆိုရင်တော့မှကျွန်တော်တို့မှာလည်းပစ္စည်းမစုံလေးတော့တကြောင်မို့ရှိရလေးနဲ့ကျွန်တော်တို့အဆင်ပြေအောင်လုပ်ရတာပေါ့နော်လိုအပ်ချက်တွေကတော့ကျွန်တော်တို့အများကြီးပါကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ပါခင်ဗျအခုလာရောက်မေးမြန်းတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါ